Okay so နောက်တစ်ခုကတော့နီလိုင်းကလေးတွေပေါ့နီလိုင်းလို့ပြောလိုက်ရင်တော့ကိုလူတို့ပြောချင်တာရွေးချယ်စရာများများဆဆကြီးအရင်မရှိဘူးလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ indie နီလိုင်းကိုကြည့်လိုက်မျိုးဆို indie နီလိုင်းကလို့ကျောင်းကြီးရှိရဆိုတော့ university ရှိ university ရဲ့ဘေးနားမှာကလို့ထောင်ဖြစ်နေတဲ့တိုက်ရလို့နှစ်တိုက်လောက်ပဲရှိတယ်။အဲ့ရဲ့ဘေးနားအားလုံးကတောတွေရဲ့မြောက်ကလေးတွေရဲ့ပြီးတော့တခြားကျွန်တော်တို့ပုံမှန်အိမ်ယာလေးပေါ့လေ။အိမ်ယာလေးကြော်လဲမငားပါဘူးဆိုတော့ငားတဲ့တိုက်ကကျွန်တော်နှစ်တိုက်ပဲရှိတယ်အဲ့တော့ကျွန်တော် Star Valley နဲ့Desa Palma ဆိုရင်နှစ်ခုခေါ်ပါတယ်ကျောင်းသားတော်များကတော့ Star Valley မှာအရန်အနေများပါတယ်ဆိုတော့ Star Valley အခန်းရွှေလိုဖြစ်နေရပေါ့နော်ဆိုတော့ဘာကြောင့် Desa Palma ကြောင့်မနေလဲဆိုတော့ Desa Palma ကလူအရန်နေပါတယ်အဲ့တော့တိုက်က6ကက်ကက်ကြီးပေါ့လေညဘက်ဒီပိုင်းဆိုလို့မီးမထုံးနဲ့အလွှာတို့ဘာလို့အဲ့လိုမျိုးရှိတာမလို့ဒီလိုမျိုးကျွန်တော်တို့ဒီ Happy World တလွှာလုံးလှုပ်ထားသလိုမျိုးပါဆိုတော့အဲ့စင်မပြေဘူးပေါ့လေနောက်ဆုံး update ရတယ်လို့ဘယ်လိုခေါ်ပါလိမ့်တချို့လူတွေတော်များကလည်းStar Desa Palma ဘာညာကိုအဲ့လောက်ကြီးအကြောင်းသားရလဲမနေကြဘူးပေါ့လေဘာလို့အရန်6ကတ်တာဖြစ်တဲ့အတွက် Star Valley ပဲနေကြတယ်ဆိုတော့ Star Valley ကိုပြောလိုက်မှဆိုတော့ Star Valley ကတော့အနေဆုံး ringgit 900ကနေစပါတယ်တော့ studio room type ဖြစ်တဲ့အတွက်ဒီချိုခဲအိမ်သားကုန်ပါပြီးသား kitchen ပါပြီးသားဇွဲကုံ veranda ကတင်စုံမော်လေပြည်နာဒီတယောက်စာနေဖို့အတွက်နဲ့တကယ်လို့အိမ်ကလူကြီးပိုင်းလာခဲ့ရင်လည်းအခန်းထဲမှာထားလို့ရတယ်ဗောလေပြောချင်တာကိုယ့်အခန်းထဲကိုပဲဟိုဘသူ့ဟိုမှာအဲ့လိုမျိုးကြီးဒီတခြားလူတွေနဲ့ရှင်းနေကြလည်းမလို့ဘာလို့ဆိုတော့ Star Valley ရဲ့တိုက်တော်များဒီလိုမျိုး studio room လေးနဲ့ဖွဲ့ထားတာမလို့ဒါကို unit တခုတော့ကိုဟာကြီးပေါ့ဗောလေအဲ့တော့နည်းနည်းလေးအဲ့လိုမျိုးဒီ main ကလေးပါဆိုရင်လည်းဒီချိုးကအင်သားပါတခါတည်းလူကျင်နဲ့ private ပဲသုံးကျင်နဲ့ share လည်းမသုံးကျင်ဘူးအဲ့တော့မှအိမ်မှာ AAC လေးပဲဟင်းချလိုက်ကြောင်းသွားလိုက်ရင်နေမယ်ဆိုတဲ့လူတွေအတွက်ကတော့ Star Valley ရဲ့ studio room ကအသင့်တော်ဆုံးဖြစ်ပါတယ်ဆိုတော့ okay ဆိုတော့နောက်တစ်ခုကကြတော့အကြောင်းသားမှာကရောဆိုတော့အကြောင်းသားမှာခုနက Desa Palma တော့ရှိဒါပေမဲ့ကျွန်တော်တော့မပြီးစေချင်ဘူးဘာလို့လဲဆိုတော့ Desa Palma ကနေပဲ Star Valley ကိုပြောင်းလိုက်လို့ပဲရှိရပေါ့နော် Star Valley ကနေ Desa Palma ပြောင်းလိုက်လို့လည်းမရှိဘူးနောက်တစ်ခုရှိတာကကျွန်တော်တို့ဒီ ringgit 900ကအရန်များတာမျိုးဆိုရင်ကျွန်တော်တို့ optional တစ်ခုရှိပါတယ်ဒါကတော့ကျောင်းအဆောင် accommodation ပေါ့လေကျောင်း accommodation လို့ခေါ်တာပေါ့ကျောင်း accommodation မှာလည်းနေလို့ရသလိုတကယ်လို့ကျွန်တော်တို့ဒီ intake တစ်ခုမှာအခန်းတွေပါရေးဆိုပါစို့3ခန်းပါညာလွတ်တက်တယ်ဆိုရင်လည်းဒီလိုမျိုး Star Valley မှာ studio room ပြင်အိတ်ခန်း3ခန်းပါတာအိတ်ခန်း2ခန်းပါအဲ့လိုဟာမျိုးလေးလည်းရှိရပေါ့လေအဲ့တော့အဲ့ဒါလေးလည်းထည့်စဉ်းစားလို့ရတယ်တကယ်လို့ကျောင်းသားတွေကလည်းကိုကြီးကျွန်တော်ကတော့900ကျော်နည်းနည်းများတယ်ပေါ့နော်900လောက်ဆိုရင်တော့အဆင်ပြေတယ်ဘလို့တခြားလူတွေ share ချင်အောင်လို့အိတ်ခန်း2ခန်းပါတဲ့ဟာမျိုးလေးရှာပေးလို့ရမှာလားဆိုတော့ကျွန်တော်တို့တစ်ချက်ရှာကြည့်ပေးလို့တော့ရရပေါ့လေတကယ်လို့အခန်းတွေးခဲ့ဆိုလည်းအဲ့လိုမျိုးဒီအိတ်ခန်း2ခန်းပါဟာကိုကျောင်းသား2ယောက်ပေါင်းပြီးတော့လေနေလို့ရရပါတော့တချို့ဆိုရင်ကျွန်တော်တို့ဒီတစ်ခေါက်ဆိုကျွန်တော်ဒါ3ယောက်ထိ3ခန်းပေါ့အိတ်ခန်း3ခန်းပါတဲ့ဟာကိုပေါင်းပြီးနေကြပါပေါ့ Star Valley မှာအဲ့တော့ဟိုအများကြီးပိုတက်တာလို့ပြောလို့ရပါပေါ့ပုံမှန်အဖြစ်တော့ဒီမျိုး900နဲ့နေလူလည်းအများတချို့ကြောက်လည်းလုံးဝ900မှ900တယ်မယ်လို့ studio room နဲ့နေကြတာလို့တခြားလူ share လုံးဝမနေဘူးဆိုရယ်လူတွေလည်းရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးတို့တခြားလောက်စဉ်းစားပါပုံမှန်အဖြစ်တော့ကျောင်း accommodation ကလည်းကျောင်းသားတော်တော်များအရင်ကိုကောင်းနေရလို့တော့ recommend မပေးကြဘူးဘာလို့လဲဆိုတော့ကျွန်တော်စီမှာလည်းကျောင်း accommodation ကနေအခုဒါ Star Valley ကိုပြောင်းကျင်လို့ဆိုပြီးတော့ဒီကြီးကုံကြီးမှာပေါ့လေမလေးရှားရောက်ပြီး6လောက်9လောက်ကြာမှ Star Valley မှာပြောင်းနေတဲ့လူတွေလည်းကျွန်တော်အင်ရှာပေးခဲ့ဘူးတာဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်ထည့်စဉ်းစားစီနေတယ်ပေါ့နော်